what to say. Oh, I see. Yeah. Hello. They're very near, I think. Hi. Life Maloa Jaro. Thank you so much, ba. Ayan, ako ayan wanda ni bare. Ayan le pyo ni bare. မြန်မာနိုင်ငံကနေတနိုင်ငံလုံးအားပေးနေကြတဲ့အတွက်အရင်ကျေးဇူးအများကြီးတင်ပါတယ်ဒီမှာအခုလိုမျိုးရလက်ကောင်းနေရလာဖို့ဖြစ်လာတာလေအကုန်လုံးရဲ့ဒါအားပေးမှုတွေပါလို့လည်းအများကြီးပါပါတယ်လို့ပြောချင်ပါတယ် Thank you so much ပါပြီးတော့အခုလိုမျိုး national costume အတွက်ကိုဒီရရှိရဲ့ချင်းလူမျိုးတွေတည်တည်ချာချာလေးကိုအများကြီးကူညီပေးကြတဲ့အတွက်လည်းရန်ကျေးဇူးတင်ပါတယ်လို့အကုန်လုံးရဲ့ပံ့ပိုးမှုတွေကြောင့်ဒီနေရာကိုရောက်လာပါလို့ Thank you so much ပါလောရနေပြီအိမ်ကိုလည်းလောရနေပြီ Thank you ပါအကုန်လုံး National costume ကစင်ပေါ်မှာကြီးညာသွားမတိလိုက်ဘူးကိုကစင်နောက်ရောက်သွားတော့ပြီးတော့မှအကုန်လုံးလာပြော National costume နေရောက်သွားရင်တော့ဆိုဟုတ်လားဆိုပြီးပြန်လိုက်မေးနေကြီးညာသွားမတိလိုက်ဘူးပြီးတော့မှတိလိုက်ရဒီနေ့ကကိုဗစ်အခြေအနေကြောင့်တို့ကစင်ပေါ်မှာအရင်နှစ်တည်းလိုမျိုးဟိုလိုမေးတာတွေပါမလုပ်ဘူးကိုဗစ်ဖြစ်နေရောအဲကြောင့်မတိလိုက်တာ Top 21ကိုအစားစိတ်ကိုရှော့တာအော်လို့မပိုင်လဲဘာမှဖြစ်ပါဘူးဆိုပြီးတော့စိတ်ကိုရှော့ထားပြီးလည်းနာမည်ခေါ်လိုက်တဲ့အချိန်မှာငါနာမည်ခေါ်တာမြန်မာနိုင်ငံမြန်မာလို့ပြောလိုက်တဲ့အချိန်မှာဟုတ်လားမသိလို့ကိုယ့်ဘာကိုခဏရက်နေသေးတယ်မှားပြီးထွက်မိပါမှာဆိုလို့ပြီးတော့မှအကုန်လုံးကလက်ခေါ်ဝိုင်းလေးကြအောင်မှာအရန်ဝမ်းတာွားကျေးဇူးအများကြီးတင်ပါတယ်အကုန်လုံးကို ကျေးဇူးတင်ပါတယ်အကုန်လုံးအားပေးကြတဲ့အတွက်အရန်ဝမ်းသာပါတယ်ဒီမှာလည်းပြန်ဝင်နေအကုန်လုံးကလည်းအရန်ဟိုခဲလောက်ကြတယ်luggage ပြောက်သွားတော့လေအကုန်လုံးကအများကြီးပဲသူတို့စီကအဝတ်တွေပေါ့နော်အဝတ်ဆိုင်သူတို့ငှားမယ်ဆိုပြီးလာပြောကြတာလည်းအများကြီးပဲဒီက Miss Universe Organization ကလည်းအရန်ကိုကူညီပေးပါတယ်အင်ကြီးတွေရောအကုန်လုံးပဲလိုအပ်တဲ့ဟာတွေအကုန်လုံးမညူမညင်နဲ့ခဏတောင်းဆိုတာအရန်တော့အားနာလာ organization Miss Universe Organization ဒါပေမဲ့သူတို့ဘက်ကလည်းနားလည်ပြီးရမြန်မာနိုင်ငံအခြေအနေလဲသူတို့လည်းအကုန်သိရတဲ့အတွက်အကုန်လုံးကူညီပေးပါတယ် National costume အတွက်လည်းအကုန်လုံး vote တင်နေပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခု27.8k တောင်ကြည့်နေကျေးဇူးအများကြီးတင်ပါတယ်အဓိကအထူးကျေးဇူးတင်ချင်တာကတော့ National costume ကိုအဆင်ပြေအောင်လုပ်ပေးရဒီကချင်းလူမျိုးတွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ pray for မြန်မာကိုလည်းဒီပြိုင်ငံလေးအချိန်လေးမှာအမြန်လေးကပ်ပြီးတော့လုပ်ခိုင်းလိုက်ရသူတို့ရအောင်လို့လုပ်ပေးပြီးလာဖို့ရအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့အကုန်လုံးရဲ့အားပေးမှုတွေပံ့ပိုးပေးမှုတွေအကြောင်းသူစားဒီနေ့ဒီလိုနေအောင်ရောက်လာဖြစ်တဲ့အတွက်အကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်အကုန်လုံးလည်းကျေနပ်ကြမယ်လို့ထင်ပါတယ်ကျေးဇူးပါအခုပွဲပြီးပြီဆိုတော့ဘာလို့ရမလဲတော့မသိသေးဘူးပေါ့နော်နည်းနည်းတော့ကိုယ့်ဘာကို plan လေးတွေတော့စဉ်းစားနေအရင်မိသားစုနဲ့လည်းတိုင်ပင်ပြီးတော့ဘာလို့ရမလဲဆိုပြီးတော့စဉ်းစားနေတော့မှာ
အခုမှပွဲပြီးရဆိုအရင်ရက်တည်းကဘာမှမစင်စားနိုင်ဘူးစိတ်ထဲမှာပွဲကိုပဲအာယုံစိုက်တာပွဲပြီးရင်ပဲသွားရမယ်ဘာလုပ်ရမယ်တွေးမပူနိုင်သေးလို့အခုကပွဲပြီးသွားပြီဆိုတော့နောက်ပိုင်းကတော့ပြန်ပြီးတော့တွေးပူပါမှာပေါ့နော်ဒီမှာဆိုတော့ကိုယ်နိုင်ငံလိုလည်းမဟုတ်ဘူးလို့ဒါပေမဲ့ဒီရရှိရမြန်မာကြီးကလည်းအကုန်လုံးက welcome ဖြစ်ပါတယ်အကုန်လုံးမနဲ့အစောကြီးထပြီးတော့ကြည်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ပါတယ်မြန်မာနိုင်ငံအတွက်ကုံဆောင်ပေးနိုင်တဲ့အတွက်အရန်အောင်ကျင်းတဲ့ပီတီအားရဝမ်းသာမိပါတယ်ငိုတော်ငိုပြီးအစင်ပေါ်မှာစိတ်ကအရန်အောင်ကိုယ့်ရဲ့ခစားချက်တွေမထိန်ချုပ်နိုင်အောင်ဖြစ်သွားအစင်ပေါ်မှာအားပေးကြတဲ့အတွက်အခုတနိုင်ငံလုံးအားပေးနေကြတဲ့အတွက်တိုင်းမသိဝမ်းသာပါတယ်အရန်လေးကျေးဇူးအများကြီးတင်ပါတယ်ခက်ခဲရကြကနေပြီးတော့လာပြန်ရတဲ့အချိန်မှာရလက်ကောင်းရတဲ့အတွက်လည်းပို့ပြီးတော့ဝမ်းသာပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အကုန်လုံးရဲ့အားပေးမှုတွေကြောင့်ဒီမှာအရန်အောင်အားတွေတက်ပြီးတော့ပြန်ပွဲအတွက်ကို evening ကောင်းတွေပါလေစိတ်ဝင်စားနိုင်တော့ရှိတဲ့ဟာနဲ့ပဲအလှဆုံးပြန်မယ်ငါအလှဆုံးဆိုပြီးစိတ်ကိုတွေးပြီးတော့ပဲပြန်လိုက်တာအစကတော့အရန်နှမျောရဲ့ luggage မှာပါဝါအင်ကြီးတွေကလေဒီဇိုင်နာအကုန်လုံးဟိုပေါ့နော်ဒီခက်ခဲကြားတွေကနေသူတို့လည်းကိုယ်ဖြစ်စေချင်လို့ကိုနဲ့လည်းအရန်ခင်နေလို့အကုန်လုံးချုပ်ပေးထားကြတာမလာခင်လေးမှာနေမဲ့အင်ကြီး fit နေသွားတာနေတိုင်းပဲတစ်ပတ်လုံးနေပါနေတိုင်းပဲတစ်ရက်လုံးသွားတာအကုန်လုံးအလောက်ထိလှုပ်ထားပြီးတော့မှ luggage ကအခုလည်းပြန်မရအောင်ဆိုတော့အရန်တော့အစကတော့ငိုလဲငိုမိရဲ့အရန်လဲနှမျောလဲနှမျောတယ်ဝစ်စုံနေဘူးဒါပေမဲ့နောက်မရနိုင်တော့ဘူးဆိုတော့တိလိုက်တော့လဲနှမျောနေလို့လဲဘာမှမထူးတော့ဘူးရှိရနေပဲအကောင်းဆုံးလုပ်မယ်ဆိုပြီးတော့အခုလိုမျိုးအကောင်းဆုံးနေဖြစ်သွားတဲ့အတွက်အရန်တိုင်းမတီဝမ်းသာပါရဲ့ရှင်luggage ကိုတော့မေ့လိုက်ပြီးရမရတော့မသိတော့မရလည်းမယူတော့ဘူးထားလိုက်တော့မယ်ပွဲလည်းပြီးသွားပြီဆိုတော့အညီတွေတော့အရင်နှမျောတယ်ဒီဇိုင်နာတွေအများကြီးတခြားအားဆိုင်ပြီးတော့ခက်ခဲကြတွေကနေလုပ်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့လည်းနှမျောတယ်ကိုလည်းအရင်ကြိုက်တယ်အညီတွေအကုန်လုံးတစ်ခုလုံးပြောက်သွားတဲ့အတွက်တော့စိတ်မကောင်းဖြစ်မိပါတယ်အခုတော့ပွဲလည်းပြီးသွားပြီဆိုတော့တိတ်တော့လည်းမလိုတော့ပါကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီကပြိုင်ပွဲဝင်နေအကုန်လုံးနဲ့လဲအရင်အစီပြေရဲ့သူတို့ကလည်းအရင်ဟိုသဘောလဲကောင်းကြတယ်အရင်ခင်မှုကောင်းတယ်အခုပွဲပြီးသွားပြီဆိုတော့သူတို့နဲ့သူတော်တော်များများမနှက်ဖြတ်ပြန်ကြတော့မှာဆိုတော့တိတ်တောင်မတွေ့ရတော့ဘူးနဲ့တူပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်အကောင်းဆုံးမြန်မာနိုင်ငံအတွက်အကောင်းဆုံးလုပ်ပေးနိုင်ခဲ့တဲ့အတွက်ရန်ဝမ်းသာပါတယ်ဘာနဲ့နိုင်ပြီးပြောရမလဲတော့မသိဘူးအရင်ပျော်လုံးလို့ညီမကိုအခုလိုမျိုးဒီနေရာရအောင်လို့ဖက်ကနေဝိုင်းဝန်းကူညီပေးကြတဲ့ဒီကဖလော်ရီဒါ US ကချင်းလူမျိုးတွေရောပြီးတော့ရန်ကုန်ကနေပြီးတော့လှုပ်ပေးနေကြတဲ့မမေရောစီသူတို့အုတ်ကာရောအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်လို့ကျေးဇူးတင်ပါတယ်ဟိုစာတွေကပို့ထားကြတဲ့လူတွေကအများကြီးပဲပေါ့နော်ဟိုတယောက်ချင်းစီလည်း reply ပြန်ဖို့အတွက်အဆင်မပြေတာကြောင့်အခုလို live stream လိုက်ရတာပါအကုန်လုံး appreciate လုပ်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့သူစားအားရင်လည်းအားသူလိုမျိုး reply လေးပြန်ပေးပါမယ်လို့အခုဟာတနေ့ကုန် rehearsal နဲ့ပွဲနဲ့ဆိုဖုန်းတော့အခုမှတေချာ3ဝါဖြစ်နေရမို့လို့ပြီးခဏနေကြရင်အထုပ်တွေ pack လုပ်ရတော့မယ်ဟိုတယ်ကနေတော့ပြောင်းရတော့မှာဆိုတော့
ကျန်တဲ့ကိစ္စကတော့နောက်မှပဲဒါ post တပ်ပုံနဲ့ post ထပ်တင်မှာပဲပေါ့နော် live ကနေရောမပြောချင်တော့လို့အားပေးရဲ့လူအားပေးရဲ့တနိုင်ငံလုံးအားပေးကြရဲသူစားကိုချစ်ပေးကြရတဲ့အတွက်အရင်ကျေးဇူးအများကြီးတင်ပါတယ်အရင်လဲဝမ်းသာဂုဏ်ယူမိပါတယ်အခုလိုမျိုးနေရာရအောင်လို့ဖတ်ဖတ်ကနေဝိုင်းဝန်းကိုညီပေးကြရတဲ့သူတွေအကုန်လုံးလည်းဒီကနေကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဆိုခဏလေး make up ဖြတ်ပြီးတော့ခဏလေးအိတ်တော့မယ်ပင်ပန်းလေးလို့အားပေးကြသူအများကြီးအားပေးကြသူတွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ် live ကိုစောင့်နေပြီး fan တွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ကျမှထပ်ပြီးတော့ live လင်းလိုက်မယ်เนาะဒီမှာနောက်နေ့ကျရင်တော့ဟိုနားဒီနာခဏလေးတော့သွားလည်လိုက်အောင်မယ်အခုကဒီကိုရောက်ခတဲ့က hotel မှာပဲဟို quarantine တော့မဟုတ်ဘူးပေါ့ hotel ထဲမှာပဲ rehearsal နဲ့ photo shoot တွေနဲ့လုပ်နေရဘဲမှအပြင်တော့တိတ်မရောက်ဖြစ်ဘူးဘာမှန်းတော့မသိသေးဘူးအပြင်ဆိုတာအားကြောင့်တော့နေတော့မနေ့ပြန်တော့ Miss Korea သူလဲနဲ့တည့်ရနေဦးမှာဆိုသူနဲ့အပြင်လေးနည်းနည်းရှောက်သွားလိုက်တာကျေးဇူးအများကြီးတင်ပါတယ်အားပေးကြရတဲ့အတွက်ချစ်ပေးကြရတဲ့အတွက်ရန်လဲဝမ်းသာကိုယူမိပါတယ်ကျေးဇူးအများကြီးတင်ပါတယ်တာနောက်နေ့ကျမှလိုက်ပြန်လွှင့်လိုက်မယ်နော်တာ good night